အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမှာကတော့ဆရာခတ်စောရေးသားထားတဲ့ຫນွေဦးပန်းတို့ပုံမြင်ဆိုတဲ့တော်လန်ရေးနောက်ခံဝတ္ထုဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဝတ္ထုလေးကိုဖတ်မပြခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအဖေဟာထုံးစံအတိုင်းဖိုးအောင်ရဲ့ကိစ္စအကြောင်းပြောပြီးအမေကိုစူပူချင်းမောင်းပြန်ပါတယ်ဒီတစ်ခါတော့လက်မပါတော့ပါဘူးမျက်နှာငယ်လေးနဲ့ဖြစ်နေတဲ့အမေကိုကြည့်ပြီးစိတ်ညစ်လာတာနဲ့ဖုံးမောင်လည်းသူ့အခန်းထဲစီပြန်လာခဲ့လိုက်တယ်ဟောင်းလောင်းပွင့်နေတဲ့သူ့ညီဖိုးအောင်ရဲ့အခန်းထဲကိုတွေ့တော့တစ်ချက်ဝင်ကြည့်လိုက်တယ်ကွန်ပျူတာစပွဲပေါ်ထိုင်းပြီးဖိုးအောင်ရဲ့ကွန်ပျူတာကိုတစ်ချက်ဖွင့်ကြည့်လိုက်တယ်password ကသူတည်ပြီးသားမို့အလွယ်တကူပဲပွင့်သွားလေရဲ့သူ့ညီရဲ့ Facebook အကောင့်ဟာဖွင့်လျက်သားပါဖိုးမောင်က mouse ကိုကိုင်းပြီး Facebook ပေါ်ကသတင်းတွေကိုလိုက်ဖက်လိုက်တယ်သတင်းဌာနတစ်ခုကတင်းထားတဲ့ဓာတ်ပုံတစ်ပုံကိုကြည့်လိုက်မိချိန်မှာတော့ဖိုးမောင်ရုတ်တရက်လန့်ဖြန့်သွားတယ်အစောပိုင်းလေးကမှတွန်းလဲပုံမှာတနက်မှန်ထားတဲ့လူငယ်ရဲ့ပုံမှာစစ်တပ်ရဲ့ဆက်တနက်နဲ့ပြက်ခတ်ခံလိုက်ရတဲ့လူငယ်ဟာဆေးရုံကိုအချိန်မီမပို့နိုင်ပဲတွေးထွက်လုံးပြီးတေဆုံးသွားခဲ့ပါတယ်တဲ့မေဂျယ်စင်ကဆေးရုံလိုက်ပို့ဖို့အကူအညီတောင်းချိန်မှာသူတို့သားအဖညှင်းပယ်လိုက်တဲ့လူငယ်သူနဲ့ရွယ်သူအသက်23နှစ်အရွယ်လူငယ်ဟာစစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာအသက်ပေးသွားခံရတယ်တဲ့ဖိုးမောင်ဟာပထမဆုံးသူ့ကိုယ်သူလူသက်ကောင်တစ်ကောင်လို့ခန်းစားလိုက်ရတယ်ဒီလူသက်မှုအတွက်သူဟာတာဝန်ရှိတဲ့လူတစ်ယောက်လို့ခန်းစားလိုက်ရတယ်ပြီးတော့မေဂျယ်စင်သူ့ကိုကြည့်သွားတဲ့အကြည့်တွေကိုပြန်အမှတ်ရပြီးရှက်ရွံ့သိငယ်စိတ်တွေကခန္ဓာကိုယ်အနှံ့ပြန့်နှံ့သွားတယ်နောက်ထပ်သတင်းတွေမှာလည်းမြန်မာပြည်အနှံ့မြို့နယ်အသီးသီးကဆန္ဒပြပွဲတွေထဲမှာစစ်တပ်ကပြစ်ခတ်နှိမ်နင်းခဲ့လို့တေးသွားရတဲ့လူငယ်တွေလူကြီးတွေခလေးတွေအကြောင်းတွေဖိုးမောင်ဟာထိုင်းနေရာကချက်ချင်းထပြီးသူ့အခန်းရှိရာရှောက်လာခဲ့တယ်ပြီးတော့သူ့ရဲ့မိုဘိုင်းဖုန်းကိုယူပြီးမေဂျယ်စင်ရဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်တယ်မေဂျယ်စင်ကဖုန်းမကင်ပါဘူးဖုန်းမောင်ကအဖေစကားကိုနားထောင်ပြီးအသုံးမပြုဘဲထားထားတာကြာပြီဖြစ်တဲ့သူ့ Facebook အကောင့်ကိုပြန်ဖွင့်ကြည့်လိုက်တယ်ပြီးတော့မေဂျယ်စင်အကောင့်ကို Messenger ကတဆင့်စာရိုက်ထည့်လိုက်တယ်မေဂျယ်စင်ငါ့ကိုစကားပြောခွင့်ပေးပါငါတောင်းပန်ပါတယ်ဟာငါအရင်မှားခဲ့ပါတယ်အဲ့ဒီအချိန်မှာအခန်းတကားဝမှာလာရက်တဲ့အမေကိုဖုန်းမောင်တွေ့လိုက်ရတယ်ဒါမင်းညီလေးလို့တော့အမေတို့ကိုထားတော့မစင်စားပါနဲ့နော်အဲ့ဒီကြအမေမှာတားနေအောင်လုံးဆုံးရှုံးရတဲ့အပြင်မင်းအဖေကလည်းအမေကိုတတ်မှာဖုန်းမောင်ကအမေကိုတစ်ချက်ကြည့်လိုက်ပြီးဖိုးအောင်ရဲ့အခန်းထဲကကွန်ပျူတာရှေ့ကိုခေါ်သွားပါတယ်ပြီးတော့အင်တာနက်မှာပြန့်နှံ့နေတဲ့ဆန္ဒပြပွဲတွေမှာရရက်ဆက်ဆက်ပြစ်ခတ်ခံရလို့တေဆုံးရတဲ့လူငယ်တွေရဲ့ပုံကိုပြလိုက်တယ်အမေဒီနိုင်ငံမှာကျွန်တော်တို့လိုလူငယ်တွေမတရားအသက်ဖြတ်ခံနေရတယ်ကျွန်တော်ကအိမ်ထဲမှာဒီအတိုင်းထိုင်နေရတယ်ဒါကျွန်တော်တရားမျှတတယ်လို့အမေထင်လားအမေဟာတပ်ပြင်းကိုခက်လေးလေးချလိုက်ပါတယ်ကန်ကိုင်းအချိုးတွေပေါ်သားရဲ့ဒီကလေးတွေလည်းအရင်ဘဝအကျွေးတွေဆက်နေကြရတာအဲ့ဒီလိုသူများအသက်တက်တဲ့သူတွေလည်းသူတို့ဟာသူတို့ဝှဲ့လဲပါလိမ့်မယ်သူများအာကုသို့ကိုအာကုသို့အဖြစ်မခံစေချင်ဘူးသားအဲ့ဒီအာကုသို့ကိစ္စတွေမမြင်မကြည့်စေချင်ဘူးအမေကိုအဖေရိုက်တာလဲကန်ကိုင်းအကျိုးပဲလားတခါအမေမှာဘာအပြစ်မှမရှိပဲအရိုက်ခံနေရတာဟုတ်အမေကမတုံ့ပြန်တော့ပဲအဲ့ဒီကန်ကိုပဲအပြစ်ပုံချနေတော့မှာလားပြောစမ်းပါဦးမေဒီနေ့ဖိုးအောင်ဆန္ဒပြပွဲထဲမှာတားတွေ့ခဲ့တယ်ပြီးတော့တားအရွယ်လူငယ်လေးတယောက်တနက်ကြည်စံထိပြီးတေးသွားတာတားတော့မြင်ခဲ့ရတယ်တားရဲ့ညီလေးတို့စိတ်မပူပါနဲ့အခုပဲမင်းအဖေကသူ့စင်မှုရန်ဟောင်းနေအကူညီနဲ့မင်းညီလေးကိုရှားပြီးခေါ်လာခဲ့ဖို့ရဲစခန်းကိုအခုပဲထွက်သွားပြီအမေညီလေးကဘယ်တော့မှအိမ်ကိုပြန်လာတော့မှမဟုတ်ဘူးအရင်ဘဝကအမေကဖိုးအောင်ရဲ့တားဖြစ်ခဲ့ပြီးအိမ်မောကနေဆင်းသွားလို့ဒီဘဝမှာလည်းဖိုးအောင်ကအမေစီကထွက်သွားတယ်လို့ပဲဖြေသိမ့်လိုက်ပါဒါအမေဖော်မြူလာပဲလေအမေဖုံးမောင်ဟာအမေကိုစိတ်ပြက်ပြက်နဲ့ပြောဆိုပြီးအိမ်အောက်ကိုဆင်းလာလိုက်တော့တယ်အိမ်အောက်မှာတော့ထုံးစံအတိုင်းစစ်တပ်အကြောင်းအမိုးတင်ထားတဲ့ရုပ်ရှင်ကားတကားကမြဝတီရုပ်မြင်သံကြားမှာလားနေလေရဲ့ဖုံးမောင်ဟာတီဗီပလက်ကိုဆွဲဖြုတ်ပစ်ချလိုက်တယ်အမေကိုဒီလိုပြောခဲ့ရတဲ့အတွက်စိတ်တော့မကောင်းပါဘူးရောက်တဲ့ခံစားနေရမယ့်မိသားတွေသမီးတွေလည်းပြ
ဝင်နာမီယာလို့ခေါ်တဲ့ဖိုးမောင်တို့ရဲ့စစ်တပ်အငိမ့်စားအများစုနေတဲ့ရက်ကွက်တွေရဲ့အထီပါဒီမိုကရေစီကိုတောင်းဆိုဖို့လှုံ့ဆော်တဲ့တခြင်းကပြန့်နှံ့နေတာပါအဖေကတော့အငယ်ကောင်ဖိုးအောင်ကိုရှာဖွေဖို့ဆိုတဲ့အကြောင်းပြချက်နဲ့မနက်ကလေးကသူ့အပေါင်းအသင်းစစ်အရာရှိဟောင်းနေနဲ့ထွက်သွားခဲ့ပါပြီဖိုးအောင်ထွက်သွားပြီးတဲ့နောက်အဖေဟာဆန္ဒပြပွဲတွေကိုပိုးပြီးမုန်းတီးလာခဲ့ပါတယ်အခုသူ့အပေါင်းအသင်းနေနဲ့ထွက်သွားတာဟာလေဖိုးအောင်ကိုရှာဖို့တယ်မကပဲဆန္ဒပြပွဲတွေကိုတားဆီးဖို့လူငယ်ကောင်းဆောင်တွေကိုဖမ်းဆီးဖို့အတွက်အဖေတို့ဟာလက်ရှိစစ်တပ်နဲ့ပူးပေါင်းပြီးသတင်းပေးဖို့အဖွဲ့တစ်ခုဖွဲ့နေကြတယ်လို့လည်းဖိုးမောင်ကြားခဲ့ပြီးပါပြီအဖေထွက်သွားတော့ဒုံးစံအတိုင်းခြံတကားကိုတောက်ခတ်ခဲ့ပြီးတော့ကိုသူယူသွားခဲ့ပါတယ်အဖေဟာဒီလိုပဲလုံခြုံဖို့ဆိုတဲ့အကြောင်းပြချက်နဲ့သူမရှိတဲ့အချိန်ဆိုဖိုးမောင်တို့တားအမိကိုဘဲမှမသွားနိုင်အောင်ခြံတောက်ခတ်သွားနေကြပါအဖေထွက်သွားတာနဲ့အမေကလည်းပရိကံပြီးဖျားစာတစ်ခုခုကိုရွတ်ဖတ်ရင်းတီဗီထိုင်းကြည့်နေပါတော့တယ်ဖိုးမောင်လည်းဒုတိယအကြိမ်အုံနိုင်ရမော်တွဲတက်ရပြန်ပါပြီအမြင့်ကြောက်တဲ့စိတ်ကိုအတက်နိုင်ဆုံးထိန်းချုပ်ပြီးခုံချရပြန်ပါတယ်အုတ်တိုင်းကတိတ်မမြင်ဘူးဆိုပေမဲ့ဖိုးမောင်အတွက်တော့စွန်စားခန့်ပါပဲမေကျဲစင်အိမ်ကိုသွားမယ်မေကျဲစင်အိမ်နားတစ်ဝိုက်ပဲရှိနေပါသေးလို့လေစိတ်ထဲကနေရေရောရင်တက်စီကားတစ်စီးကိုတားလိုက်တယ်ဒုံးစံအတိုင်းလမ်းမှာဆန္ဒပြလူငယ်တွေလူကြီးတွေကဟိုတစုဒီတစုတချို့ဆန္ဒပြလူတန်းကြီးဆိုရာနဲ့ချီလို့ထူးခြားတာကသူတို့အားလုံးမှာဂတ်ကာမျက်နှာဖုံးတွေကြီးကာအင်ကြီးတချို့ဝတ်ဆင်ထားကြတာပါပဲဟုတ်ပါတယ်အခုဆိုစစ်တပ်ကဆန္ဒပြပွဲတွေကိုပြစ်ခတ်နှိမ်နှင်းလို့လူငယ်တော်တော်များများတိတ်ဆုံးခဲ့ရပြီးပါပြီနောက်ထပ်လည်းမညာမတာဆက်ပြစ်မဲ့အခြေအနေပါပဲညီလေးကဆန္ဒပြပွဲကိုသွားမှာလားဒီတစ်ခါလဲတက်စီသမားကမေးပြန်ပါတယ်ဟုတ်ကဲ့ဖိုးမောင်အရင်တစ်ခေါက်ကလို့မဟုတ်တော့ပဲရဲရဲဝံ့ဝံ့ခေါင်းညှိပြလိုက်တယ်တက်စီသမားကလက်မထောင်ပြပြီးကားကိုပဲဂေးကဆိုင်မောင်းပေးတယ်ကြောင်မြောင်းကိုရောက်တော့ဖိုးမောင်ကကားကပတ်စံထုတ်ပေးလိုက်တယ်တက်စီသမားကခေါင်းကိုခါရမ်းလိုက်ပါတယ်ညီလေးတို့ဆက်လုပ်ပါအခုလဲအကိုတစ်ဖက်တစ်လမ်းအကူညီတာပါကားကမယူပါဘူးကားဆရာကြီးကဖိုးမောင်ကိုလက်သုံးချောင်းထောင်ပြနှုတ်ဆက်ပြီးကားကိုမောင်းထွက်သွားလေရဲ့ဖိုးမောင်မေကျဲစင်တို့အိမ်ရှိရာကိုလှမ်းကြည့်လိုက်တယ်ဖះကြီးတော်ပါသေးရဲ့မေကျဲစင်ရှိနေတယ်မေကျဲစင်ဟာကတ္တရာလမ်းမပေါ်မှာမှုန်ဆေးဘူးအချို့ကိုကိုင်းရင်မတ်တက်ရက်နေတယ်နောက်ထပ်လူငယ်၄-၅ယောက်ကလည်းလမ်းမပေါ်ပုံတပုံဆွဲနေလေရဲ့မေကျဲစင်ဖုံးမောင်အတန်းကြောင့်မေကျဲစင်ကလှည့်ကြည့်လိုက်တယ်ငါနဲ့ကိုမက်ဆေ့တွေပို့ပြီးတောင်းပန်ထားတယ်လေမေကျဲစင်မေကျဲစင်ကပြောလိုက်တယ်ငါနဲ့ကိုစိတ်မဆိုးပါဘူးဖုံးမောင်နင့်မိသားစုကစစ်တပ်ဘက်ကပဲမဟုတ်လားဒီတော့နင်ငါတို့ကိုမကူညီနိုင်တာငါနားလေပါတယ်စာမပြန်ပြဘူးဆိုတာလေဒီမှာငါတို့ကိစ္စတွေနဲ့မအားလို့ပါဖုံးမောင်နည်းနည်းပြောသွားတယ်ဒါပေမဲ့မေကျဲစင်စကားထဲမှာနင့်မိသားစုကစစ်တပ်ဘက်ကဆိုတဲ့စကားကိုတော့ဖုံးမောင်မကြိုက်ငါညီလဲဆန္ဒပြပွဲတွေမှာဥဆောင်ပြီးပါနေပါတယ်ဟာနင့်ညီကဘာလို့လဲဖိုးအောင်လေအော်အောင်ကိုပြောတာလား LGBT လေးလေဟုတ်တယ်နင့်ညီကအတော်လေးကိုတတ်သိရှိတယ်ပြီးတော့သူ့အတွေးခေါ်ကလည်းတော်တော်စမတ်ဖြစ်တယ်ဟာမေကျဲစင်ကသူ့ညီကိုချီးကျူးလိုက်တော့ဘိုးမောင်စိတ်ထဲမလုံမလဲဖြစ်သွားတယ်နင်တို့အခုဘာလုပ်နေရလဲဒီလမ်းမပေါ်မှာအမေစုရဲ့ပုံတို့ gravity ဆွဲနေတာပြီးရင်သူ့ပုံအောက်မှာ freedom from fear ဆိုတဲ့စကားလုံးကိုဟိုးမိုးပေါ်ကနေမြင်ရအောင်ထိအကြီးကြီးရေးမှာ freedom from fear ဖုံးမောင်ကအဲ့ဒီစကားလုံးကိုထပ်ခါရေရွတ်မိလိုက်တယ်အဲ့ဒါဒေါအောင်ဆန်းစုကြည်ရဲ့စာအုပ်နာမည်လေနင်မကြဘူးလားဒေါအောင်ဆန်းစုကြည်ဖုံးမောင်ကအဲ့ဒီနာမည်ကိုထပ်ရွတ်မိပါတော့တယ်သူ့အဖေမကြခဏပြောလို့ဒီနာမည်ကိုသူကြားခဲ့ဘူးပါတယ်ရုပ်တံသတင်းတွေလည်းမြင်ခဲ့ဘူးတယ်အဖေကတော့ဒေါအောင်ဆန်းစုကြည်ပုံမြင်တိုင်းဒီကလမကတော့တိုင်းပြည်ကိုနိုင်ငံခြားကိုရောက်စားမှာပဲဆိုပြီးပြောဆိုတတ်တာပါပဲညီလေးရော့ဟိုရှီလမ်းမှာမျက်ရည်ပုံတွေပြစ်နေတယ်တခုခုဆိုမင်းမလက်အိတ်လိုလိုက်မယ်ဖုံးမောင်ဘေးကိုရက်လာတဲ့စိုက်ကားဆရာတယောက်ဟာသူ့လက်မှာဆွတ်ထားတဲ့လက်အိတ်အနက်ရောင်ကိုဖုံးမောင်ကိုလှမ်းပေးတယ်သူ့ကိုဆန္ဒပြတပိတ်အဖွဲ့တွေကလူငယ်တယောက်လိုထင်းသွားပုံပါပဲဖုံးမောင်လည်းရောင်နာနဲ့လက်အိတ်ကိုယူထားလိုက်တယ်သူတို့အဖြစ်ပြက်ကိုကြည့်ပြီးမေကျဲစင်ကရဲနေတယ်လာဖုံးမောင်ဟိုရှိရဗာရန်မဲအောက်မှာတွားထိုင်ကြမယ်မေကျဲစင်ကမှုတ်ဆေးဘူးတွေကိုပုံဆွဲနေတဲ့လူငယ်တွေစီပေးပြီး
ဖုံးမောင်ကိုဥဆောင်ခေါ်သွားပါတော့တယ်အရေးကောင်းကောင်းရတဲ့ဗာရမဲအောက်ကအုတ်ခုံလေးမှာသူတို့ထိုင်လိုက်ကြတယ်မေကျဲစင်ဟာနဘေးနားမှာရှိတဲ့ရေချမ်းစင်ကရေတစ်ခွက်ကိုမော့ချလိုက်တယ်နေရောတောင်းမလားဖုံးမောင်ကမေကျဲစင်ကြံတဲ့ခွက်ထဲကရေတစ်ခွက်ကိုတောက်လိုက်တယ်ပြီးတော့တယောက်မျက်နှာတယောက်ကြည့်ပြီးပြုံးလိုက်မိကြတယ်အဲ့ဒီအချိန်မှာပဲလမ်းမပေါ်က Freedom from Fear ဆိုတဲ့ Gravity စာတန်းဟာရေးဆွဲပြီးစီးသွားခဲ့ပါပြီခုနဆိုင်ကားဆရာကြီးကနင့်ကိုသူ့လက်အိတ်ချုပ်ပေးတာဘာကြောင့်လို့ထင်လဲဖုံးမောင်ခေါင်းခါပြလိုက်တယ်ခုလမ်းမပေါ်မှာတိုက်ပွဲဝင်နေကြတဲ့လူငယ်တွေကိုသူတို့လေးစားတန်မိုးထားလို့ပဲဖုံးမောင်ကသူ့လက်ထဲကခက်ဟောင်းဟောင်းဖြစ်နေပြီဖြစ်တဲ့လက်အိတ်အနက်ကိုတစ်ချက်ကြည့်လိုက်တယ်ဘာပဲဖြစ်ဖြစ်ငါတို့အတွက်ငါတို့တိုက်ရမယ်ဖုံးမောင်ရိုးရိုးလေးပါပဲငါတို့မှငါတို့ပဲရှိတယ်မေကျဲစင်ကဖုံးမောင်ကိုစကားတခွန်းခတ်တိုးတိုးပြောပြီးအနားကထွက်သွားတယ်ဖုံးမောင်ကတော့ထိုင်းနေစေခက်ဝေးစီကနေဆန္ဒပြကြွေးကြော်တန်းနေတနက်ပစ်တန်းနေသူ့အစုနဲ့သူတွာလာလှုပ်ရှားနေတဲ့လူငယ်တွေငါတို့အတွက်ငါတို့ခဏအကြာမှတော့တစ်ဖက်လမ်းကနေပြက်ခတ်တန်းနေဝရုံသုံးကထွက်ပြေးတန်းနေကြားရပါတော့တယ်မေကျဲစင်ကဖုံးမောင်ရှိရာကိုပြေးလာတယ်ဖုံးမောင်စစ်တပ်ကဟိုဘက်သပိတ်ကိုဝင်းပစ်နေပြီလာမေကျဲစင်ပြောတဲ့အတိုင်းပဲတစ်ဖက်လမ်းစီကနေပြေးလွှားပြီးလာနေကြတဲ့လူငယ်လေးတွေအစောပိုင်းတုန်းက gravity ဆွဲနေတဲ့လူငယ်3ယောက်ရဲ့မေကျဲစင်နဲ့အတူတူဖုံးမောင်လည်းမေကျဲစင်ခေါ်တဲ့တိုက်ခန်းနဲ့ဝင်းပုတ်နေလိုက်ကြတယ်မြင်းကြီးတိုက်ခန်းလေးထဲမှာနေနေတဲ့မိသားစုဟာဖုံးမောင်တို့ကိုလိုလားပဲလက်ခံကြပါတယ်အပြင်ဘက်အခြေအနေကိုသူတို့တကားပေါက်လေးကနေချောင်းကြည့်လိုက်ကြတယ်တာမွေရဲစခန်းရှိမှာဆေးတက်ကတူចောင်းသားလေးတယောက်ပြစ်တက်ခံလိုက်ရပြီတဲ့အရှင်အမျိုးသမီးကြီးဟာသူ့ရဲ့ဖုန်းကိုကြည့်နေရင်ကအလံတကြားပြောလိုက်တယ်တနက်တန်တွေကတော့ကြားနေရစေတကားဝါကနေချောင်းနေရင်ကနေမြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုကြောင့်ဖုံးမောင်အလံတကြားဖြစ်သွားတယ်သူ့ညီဖိုးအောင်ဟာခေါင်းတစ်ခုလုံးသွေးတွေနဲ့ရွှဲနေတဲ့မိန်းကလေးတယောက်ကိုကြောကပိုးလာတယ်အနောက်မှာလဲစစ်တပ်ကညာတန်ပေးပြီးတနက်တွေနဲ့တတိုင်းတိုင်းလိုက်ပြစ်နေသေးပဲဖုံးမောင်တကားအပြင်ကိုတိုးထွက်ဖို့ပြင်လိုက်တယ်ဖုံးမောင်ဘာလုပ်ဖို့လဲမေကျဲစင်ကလှန့်អော်တယ်ဖုံးမောင်ကပြန်မဖြေတော့ပဲဖိုးအောင်ရှိရာကိုပြေးသွားလိုက်တယ်ဖိုးအောင်လာဒီထဲကိုလာဒီကိုလာအတန်လာရာကိုဖိုးအောင်ကလှန့်ကြည့်လိုက်တယ်ဖုံးမောင်ကိုမြင်တော့အံ့ဩသွားတဲ့ပုံနဲ့ဖုံးမောင်ကဖိုးအောင်ကြောဘကဒဏ်ရာရနေတဲ့ကောင်မလေးကိုပွေ့ယူလိုက်ပြီးအိမ်ထဲကိုပြန်ဝင်လိုက်တယ်သူတို့အထက်ရောက်တာနဲ့မေကျဲစင်ကတကားကိုဝုန်းငနေပိတ်ချလိုက်တယ်အပြင်မှာတော့စစ်သားတွေဟာဖမ်းဆီးထားတဲ့လူငယ်တွေကိုမြေပြင်မှာဒူးထောက်ခိုင်းထားပါတယ်တချို့ကိုလည်းတနက်တင်နေနဲ့ထုစစ်ဖက်နှက်တွေနဲ့ကမ်းနေတဲ့အတန်တွေငရဲပွက်တမျှကြားနေရတယ်ဖုံးမောင်တို့ပုံနေတဲ့တိုက်ခန်းကမိသားစုဟာဒဏ်ရာရလာတဲ့ကောင်မလေးကိုအဝိစတွေနဲ့သွေးတိတ်အောင်လုပ်ပေးနေရင်ကအတန်မထွက်ရဲကြပါဘူးစစ်သားအချို့ဟာအနီးနားကအိမ်တွေကိုအော်ဟစ်ဆဲဆိုနေပါတယ်တချို့မှန်ပြတင်းတွေကိုလေးခွနဲ့ပြစ်ခွဲကြတယ်ကံကောင်းတာကစစ်သားတွေဟာလူနေအိမ်တွေထဲကိုဝင်းမလာကြတာပါပဲခဏကြာတော့စစ်ကားကြီးတစ်စင်းထိုးဆိုင်လာပြီးလမ်းမပေါ်မှာဖမ်းခံထားရတဲ့လူငယ်တွေကိုခေါ်တင်သွားပါတော့တယ်သွေးအလိမ့်လိမ့်နဲ့မလုံနိုင်တော့တဲ့လူငယ်တွေကိုလည်းကားပေါ်ဆွဲတင်သွားကြပါတယ်ဖုံးမောင်မင်းကဘလို့ဖြစ်ပြီးဒီရောက်နေရလဲဖိုးအောင်ကဖုံးမောင်ကိုမေးပြီးမှဘေးကမေကျဲစင်ကိုတတိထားမိသွားတယ်မေကျဲစင်နင်းတော့ဖိုးအောင်တီးပြီးသားဖြစ်မှာပါဖိုးအောင်ဒါမေကျဲစင်နဲ့ဟာကျွန်တော်အမကိုတီးပြီးသားပါအမကျွန်တော်တို့တပိတ်စေချောင်းတွေမှာအမြဲဥဆောင်ပါဝင်နေရပဲလေဖိုးအောင်စကားအဆုံးမှာဖုံးမောင်စိတ်ထဲဘယ်နှကြိမ်မှမသိတဲ့ရှက်ရွံ့တင်ငယ်စိတ်တစ်ခုခံစားလိုက်ရတယ်ခဏအကြာတော့စစ်တပ်လက်အောက်မှာအလုံးမလုံးချင်လို့စီရီယန်လှုပ်ထားတဲ့ဆရာဝန်3ယောက်ဟာကားတစ်စီးနဲ့ရောက်လာကြပါတယ်ပြီးတာနဲ့ဒဏ်ရာရထားတဲ့ကောင်မလေးကိုတိုးတိုးတိတ်တိတ်ပဲခေါ်ထုတ်သွားကြတယ်ဖုံးမောင်တို့လည်းပုံအောင်နေတဲ့အိမ်ကိုကျေးဇူးတင်စကားအထက်ထပ်ပြောပြီးထွက်လာခဲ့လိုက်တယ်အိမ်ရှင်မိသားစုကထမင်းစတော့ပြီးနည်းနည်းစိတ်ချရမှပြန်ဖို့ပြောကြပါသေးတယ်အပြင်မှာလဲစစ်သားတွေမရှိတော့တာမို့သူတို့လိုပဲရက်ကွက်ထဲကအိမ်တွေမှာပုံအောင်နေတဲ့လူငယ်အချို့ဟာအရှူရှူထွက်လာကြပါပြီသူတို့ဟာအစုအဖွဲ့လေးတွေအဖြစ်ချက်ချင်းစုဖွဲ့လိုက်ကြပါတယ်ပြီးတော့နောက်တစ်နေ့ဆန္ဒပြပွဲတွေအတွက်စုရက်သတ်မှတ်ကြတယ်ဖိုးအောင်မင်းအခုဗမာနေနေလေအဆင်ပြေလားငါအဆင်ပြေတယ်ဖုံးမောင်ငါတို့ဘော်ဒါတွေတိုက်ခန်းတစ်ခန်းမှာစုပြီးနေကြတယ်အဖေနဲ့မေရောနေကောင်းကြရဲ့လားဖုံးမောင်ကောင်းချိန်ပြလိုက်တယ်
ငါရောမင်းတို့တိုက်ခန်းမှာလာနေလို့ရမလားဖိုးအောင်မေဂျေစင်ကအလက်ခနဲ့ပြုံးလိုက်တာဖုံးမောင်တွေးလိုက်ရတယ်ဖိုးအောင်ကသူ့ကိုယ်ရဲ့လက်ကိုကင်လိုက်တယ်ငါလည်းအိမ်ကထွက်သွားတယ်မင်းကပါထပ်ထွက်သွားရင်အဖေကအမေကိုအသေးရိုက်မှာပေါ့ဖုံးမောင်မင်းအမေဘေးနားမှာရှိနေမှာဖြစ်မှာလေကွာငါရှိမှာပဲငါနဲ့ရွယ်သူတွေကိုစစ်တပ်ကလက်နက်အကုန်းနဲ့ဖမ်းနေတက်နေတာလေကွာငါအိမ်ထဲမှာလူတွေမာလေးလုံနေရတာရှက်တယ်ကွာရှက်စရာမကောင်းပါဘူးကိုရမင်းလည်းအဖေနဲ့အမေဘေးနားနေပြီငါတို့ကိုနောက်ွယ်ကနေကိုညီနိုင်တဲ့နေရာနေအများကြီးရှိပါတယ်အဲ့ဒီအချိန်မှာမေဂျယ်စင်ကလည်းသူတို့အနားရောက်လာတယ်ဟုတ်တယ်ဖုံးမောင်အခုငါတို့လုံနေတဲ့အလုပ်တွေမှာရှေ့ကနေကြီးထွက်ဆန္ဒပြတဲ့သူတွေမှမဟုတ်ဘူးနောက်ကနေငါတို့ကိုညီမဲ့လူတွေလည်းလိုအပ်တယ်ဥပမာငါတို့အတွက်ဝန်ငွေရှားပေးတာမျိုးလိုအပ်တဲ့သတင်းတွေထောက်လှမ်းပေးတာမျိုးပေါ့ဒီနေ့တော့နေအိမ်ပြန်လိုက်မနေ့ဖန်ကြလို့ရှိရင်နေနောက်ကနေငါတို့ကိုကူညီလို့ရအောင်လူတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်မေဂျယ်စင်နဲ့ဖိုးအောင်ရဲ့စကားကိုဖုံးမောင်လက်ခံလိုက်ပါတယ်တကယ်တမ်းလဲဖိုးအောင်မရှိတဲ့အချိန်အဖေနဲ့အမေရဲ့အပူတော့ကကိုဖုံးမောင်အတီးဆုံးပါဖုံးမောင်တယောက်ဘတ်စကားဆောင်နေတော့အဖေရဲ့ကားဟာသူ့ရှေ့မှာစိုက်လာပါတယ်ဟဲ့ကောင်ဖုံးမောင်မင်းငါမရှိတော့ခိုးထွက်ပြန်ပြီလားဖုံးမောင်ဟာဒီတခါတော့အဖေကိုတီးတီးငိမ့်ငိမ့်ပဲရင်ဆိုင်လိုက်ပါတယ်ကျွန်တော်ဖိုးအောင်ကိုလိုက်ရှာနေရပါအဖေသူ့ကိုကျွန်တော်စိတ်ပူတယ်အဖေကဖုံးမောင်ကိုဘာမှမပြောတော့ပါဘူးကဲမင်းကားပေါ်တက်ကားရှည်ကမ်းမှာအဖေနဲ့အတူအဖေတငယ်ချင်းဘုံမှုမြင့်တန်းကိုလည်းတွေ့ပါတယ်ဘုံမှုမြင့်တန်းဟာအဖေနဲ့ဘိုးလောင်းတစ်ပတ်စင်နဲ့ဖြစ်ပြီးသူလည်းအငိမ့်သားယူထားသူတယောက်ပါဟုတ်အရင်စစ်တပ်ထဲမှာရှိတဲ့တုန်းကတော့ဘုံမှုမြင့်တန်းဟာသဘောထားပျော့ပြောင်းတဲ့တာမန်စစ်အရာရှိလေးတယောက်လိုအဖေပြောပြမှုတယ်ဒါပေမဲ့လည်းခရီးယန်ဘာသာဝင်ကရင်အမျိုးသမီးတဦးနဲ့အိမ်အောင်ကြအပြီးမှာတော့ဘုံမှုမြင့်တန်းရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားပါတော့တယ်ဘာသာကြားအမျိုးသမီးနဲ့အိမ်အောင်ပြုရင်ယာရုံးမတိုးပေဘူးဆိုတဲ့စစ်တပ်ရဲ့မူဝါဒကြောင့်သူ့ရဲ့စစ်ဗိုလ်ချုပ်ဖြစ်ခြင်းတဲ့ရည်ရွယ်ချက်ကလည်းပျက်စီးသွားပါတော့တယ်နောက်တော့အရက်ဖက်ကိုပြောင်းပြီးယာတို့တစ်ခုနဲ့အငိမ့်စားယူလိုက်ပါတယ်အခုခေတ်လူငယ်တွေကအုံနောက်မရှိကြဘူးဗျနိုင်ငံခြားအကောင်တွေတွေးထိုးပေးတိုင်းနိုင်ငံရေးသမားတွေတွေးထိုးပေးတိုင်းလုံနေကြတယ်တက်မတော်ကသာဒီတိုင်းမျိုးစေစနာအမှန်နဲ့ကာကွယ်ပေးနေတယ်ဆိုတာသူတို့မသိကြဘူးဘုံမှုမြင်တဲ့ဟာကားမောင်းနေတဲ့အဖေကိုပြောလိုက်ပါတယ်အဖေကတော့နောက်ကြည့်မှန်တဲ့ကတဆင့်ဖုံးမောင်ကိုကြည့်လိုက်တယ်ကျုပ်သားကြီးကတော့ရင်းကျက်နေပါပြီဒီလိုတွေးထိုးလုံဆော်တဲ့ကိစ္စတွေကိုသူစိတ်မဝင်စားဘူးဟုတ်တယ်မလားဖုံးမောင်ဟာအလိုက်အထိုက်ပဲခေါင်းချိန်ပြလိုက်ပါတယ်အေးအဲ့ဒါပဲကောင်းတယ်ငါတို့အခုတက်မတော်ကအာဏာထိန်းနေဆိုတာလေမင်းတို့နားလည်ဖို့လိုတယ်ဟာလားဒီမိုကရေစီရသွားတဲ့အခါအနောက်တိုင်းရဲ့ယဉ်ကျေးမှုတွေဝင်လာပြီးလူငယ်တွေပျက်စီးမယ်ဟာလားလူငယ်တွေပျက်စီးရင်တိုင်းပြည်အင်အားလျော့မယ်တိုင်းပြည်အင်အားနည်းတဲ့အချိန်မှာတခြားနိုင်ငံတွေကငါတို့ကိုကျွံပြူးလိုက်မယ်ကွာဟာလားဒီတော့ငါတို့တက်မတော်ကမဖြစ်မနေကာကွယ်ရတာဘုံမှုမြင်တန်းကမိန်ကုန်းပြောသလိုလေတံမျိုးနယ်ကိုပြောနေတာပါအခုလမ်းပေါ်မှာဆန္ဒပြနေတဲ့လူငယ်တွေဟာလည်းနိုင်ငံရေးသမားတွေကမူရည်ဆေးတွေတိုက်ပြီးမြှောက်ပေးထားတာပဲဟုတ်လားဘာပဲဖြစ်ဖြစ်တက်မတော်ကိုစန့်ကျင်လာရင်တော့သူတို့အားလုံးကိုချင်းမုန်းတင်ချင်းမုန်းရမှာပဲဟုတ်လားဒီတော့မင်းတို့လိုလူငယ်တွေတက်မတော်ကိုစန့်ကျင်တာမလုပ်စေချင်ဘူးဟုတ်လားဖုံးမောင်ကစိတ်မသက်မသားနဲ့အပြင်ကိုပဲငေးနေလိုက်ပါတယ်အဲ့ဒီအချိန်မှာဘုံမှုမြင်တန်းကအဖေဘက်ကိုလှည့်သွားပြီးထပ်ပြောလာတယ်ခုနပြောနေတဲ့စကားကိုဆက်ရရင်ဗျာအခုပြူစောတိအဖွဲ့တွေလည်းဖွဲ့ပြီးနေပြီဆိုတော့သူတို့အကူကြီးနဲ့ဆန္ဒပြလူငယ်တွေစူးဝေးနေတဲ့အိမ်တွေကိုအဓိကစုံစမ်းရမှာပဲပြီးရင်တက်ကိုသတင်းပေးမင်းမြန်ဝင်းဖမ်းပြီးဒီကောင်တွေကိုနှိမ့်နှိမ့်ပြမှာအေးမယ်ဘုံမှုမြင်တန်းပြောလိုက်တဲ့စကားကိုဖုံးမောင်စိတ်ဝင်စားသွားတယ်ဦးလေးပြူစောတိဆိုတာဘာလဲပြူစောတိဆိုတာဦးလေးတို့လိုတက်မတော်သားဟောင်းနေတက်မတော်ကိုထောက်ခံနေသူတွေနဲ့ဖွဲ့ထားတဲ့အဖွဲ့ပေါ့ကွာတက်မတော်နဲ့ပူးပေါင်းပြီးအခုဆန္ဒပြနေကြတဲ့အဖျက်သမားတွေကိုနှိမ့်နှင်းမှုဖွဲ့ထားကြတာဘာလဲငါတူကစိတ်ဝင်စားလို့လားဖုံးမောင်ခေါင်းညိတ်ပြလိုက်ပါတယ်ခုနမေဂျယ်စင်ပြောခဲ့တယ်လို့ဒီသတင်းအချက်အလက်တွေဟာတစ်ဖက်အတွက်တန်မိုးရှိရမဟုတ်လားငါတူတို့လိုတက်မတော်ဘက်ကနေရက်တီမဲ့လူငယ်တွေကိုတို့ကလည်းလိုးနေတာကွာအဖေကလည်းနောက်ကြည့်မှန်တဲ့ကတဆင့်ဝမ်းသာဂုဏ်ယူနေတဲ့ပုံစံနဲ့ဖုံးမောင်ကိုကြည့်နေပါတယ်ဒီအဖြတ်သမားတွေသတင်းသိရရင်မင်းအဖေကိုပြောပြဖို့ကွာဟုတ်ကဲ့ပါအဲ့ဒီအချိန်မှာပဲလမ်းကျင်းတစ်ခုရဲ့တိုက်ခန်းရှိမှာလူတွေရုပ်စုနဲ့တွေ့ရပါတယ်ဖုံးမောင်အဖေဟာကားကိုခဏရက်ပြီးကြည့်လိုက်တယ်
ဘာဖြစ်တာလဲအနီးနားကလူတယောက်ကိုမေးလိုက်တယ်ဒီအိမ်ကဆန္ဒပြသွားတဲ့အထက်ပါတဲ့ကောင်လေးတယောက်ကိုစစ်တပ်ကဖမ်းသွားတယ်ဒီမနေ့ကတိုက်အောက်ကမိဆက်ထားတဲ့အခန်းထဲမှာအလောင်းကိုလားထားပြီးကိုသားသမီးကိုနိုင်အောင်ထိန်လို့ရေးသွားသေးတယ်ဒီကောင်တွေရက်ဆက်ချက်ဗျာလူအုပ်ကြီးကတော့ဖုံးမောင်ကြီးဖိုးအောင်အရွယ်ဆယ်ကျော်သက်လူငယ်လေးရဲ့သွေးစည်းတွေနဲ့ခြောက်ကပ်နေတဲ့အလောင်းကိုမထုတ်သေးလာပါပြီကောင်းတယ်တက်မလို့ဆိုတာဒီလိုပြက်ပြက်သားသားကင်တွယ်မှဘုံမှုမြင်တန်းကတော့အားရကျင်းတဲ့ဟန်နဲ့ရေရွတ်လိုက်တယ်အဖေကတော့ဘာစကားမှမပြောတော့ပါဘူးသူလည်းဖုံးမောင်လိုပဲဒီကောင်လေးနေရာမှာညီလေးဖိုးအောင်သာဆိုရင်ဆိုတဲ့အတွေ့မျိုးတွေ့နေမိမလားတော့မသိပါဘူးအဖေရဲ့ယုံကြည်မှုကိုအထိုက်လျောက်ရထားတဲ့ဖုံးမောင်ဟာနောက်နေမှာလဲအိမ်ကရှောရှောရှူရှူထွက်ခွင့်ရလိုက်ပါတယ်မေကျဲစင်စီရောက်တဲ့အခါမေကျဲစင်မိတ်ဆက်ပေးမယ်ဆိုတဲ့သူကရောက်နေပါပြီအဲ့ဒီအမျိုးသမီးဟာတက်လက်ပိုင်းအရွယ်ရုပ်ရည်ခတ်ချောချောနုနုနယ်နယ်မှုဖုံးမောင်မှာပိုးပြီးအံ့ဩရပါတယ်ဒီလိုအန်နေများတဲ့အလုပ်ကိုသူလုပ်နေတာဟာမယုံနိုင်စရာပါပဲအမျိုးသမီးနာမည်ကအပဲလို့မေကျဲစင်ကမိတ်ဆက်ပေးပါတယ်အပဲဟာငွေကြီးချမ်းသာကြွယ်ဝတဲ့လူလက်ပိုင်းအမျိုးသမီးလုပ်ငန်းရှင်တူပါစိန်နယ်နဲ့လက်ဝတ်ရတနာလုပ်ငန်းကိုလုပ်ကင်ပြီးခလေးတယောက်အမေအိမ်အောင်တဲ့တူလည်းဖြစ်ပါတယ်တာမန်စီးပွားရေးသမားဘဝနဲ့နေလာတဲ့အပဲဟာစစ်အာဏာသိမ်းလိုက်ပြီးချိန်မှာတော့တော်လှန်ရေးသမားတယောက်အဖြစ်ပြောင်းလဲသွားပါတော့တယ်အစပထမမှာနိုင်ငံရေးနဲ့ခဝေးနေတဲ့အဒီအမျိုးသမီးဟာဆန္ဒပြပြည်သူလူထုအပေါ်စစ်တပ်ကမတရားရိုက်နှက်ဖမ်းဆီးတပ်ဖြတ်တာတွေကိုမြင်ရတဲ့အခါစစ်တပ်ရဲ့အုပ်ချုပ်မှုအောက်ကနေရအောင်ရုံးထွက်မယ်ဆိုတဲ့အတွေးဝင်လာပါတယ်အစောပိုင်းကာလဆန္ဒပြပွဲတစ်ခုမှာအပဲဟာခိတ္တအဖမ်းခံခဲ့ရပါသေးတယ်ဒါပေမဲ့လည်းတာမန်ဆန္ဒပြသူပဲမို့အချိန်အနည်းငယ်ကြာမှပြန်လွှတ်ပေးခဲ့ပါတယ်အဖမ်းခံရချိန်မှာစစ်ကြောရေးတဲ့လူငယ်တွေကိုလူမဆန်အောင်နှိပ်စက်နေတာကိုမြင်လိုက်ရတဲ့အခါအပဲရဲ့ဆုံးဖြတ်ချက်ဟာပိုးခိုင်မာသွားခဲ့ပါတယ်ပြန်လွတ်လာပြီးတဲ့နောက်အပဲဟာစစ်တပ်ကိုတော်လှန်နေကြတဲ့လူငယ်အင်အားစုတွေကိုသူကိုယ်တိုင်ငွေကြေးထောက်ပံ့ပေးတယ်လို့အခြားငွေကြေးထောက်ပံ့လိုတဲ့ပြည်သူတွေနဲ့လူငယ်တွေကိုချိတ်ဆက်ပေးတဲ့အမျိုးသမီးဖြစ်လာခဲ့ပါတယ်ဖုံးမောင်ဒီအမစီကိုအလူရှင်တွေကအမြဲတမ်းချိတ်ဆက်လာတယ်ဒါပေမဲ့စစ်တပ်ကဆန္ဒပြလူငယ်တွေရက်တည်နိုင်ရင်ထောက်ပံ့နေတဲ့ပြည်သူတွေကိုရှာဖွေပြီးလိုက်ဖမ်းနေတော့မပန်းသီးကပဲဂျားကနေချိတ်ဆက်ပြီးလောက်ကင်နေရတယ်။နင်ဒီဒေါ်လာကြီးမှာနောက်ွယ်ကပါခြင်းနေဆိုရင်တော့အမနဲ့အတူတူအလုပ်လုပ်ပြီးငါတို့ကိုကူလို့ရတယ်။အသားဖြူဖြူပါမုံမုံနဲ့ပန်းသီးလေးတစ်လုံးလိုလှပတဲ့အမျိုးသမီးဟာဖုံးမောင်ကိုအတိမတ်ပြုပြီးပြုံးပြပါတယ်။မောင်လေးဖုံးနဲ့ပဲအမကိုပေးထားပါလား။အမလိုရတဲ့အခါမောင်လေးကိုချိတ်ဆက်ပါမယ်။ကျွန်တော်ကဘာလုပ်ရမှာလဲအမတို့လှူရှားမှုကိုငွေလှူခြင်းနေတဲ့လုပ်ငန်းရှင်တချို့နဲ့တာမန်လူလက်တန်းစားပြည်သူတချို့ရှိတယ်လေအခုကစစ်တပ်ကဘဏ်အကောင့်တွေကငွေအဝင်ထွက်တွေကိုလည်းစီစစ်ပြီးတော့မိုဘိုင်းဘဏ်ကင်စနစ်ကိုလည်းပျက်စီးအောင်လုပ်ထားတော့ငွေသားနဲ့ပဲသူတို့ကအပေးယူလုပ်ကြတာပေါ့သူတို့လုံခြုံရေးအတွက်အမတို့ဘက်ကသူတို့ရှိရာကိုငွေသွားယူပေးရတယ်အမခလေးတစ်ဖက်နဲ့အလောက်ကလည်းများတော့အဲ့ဒီကိစ္စတိုင်းကိုလိုက်မလုပ်နိုင်ဘူးအဲ့ဒါအမအလုံးမအားတဲ့ခါမောင်လေးတို့ကငွေကြေးသွားယူသွားဖို့လုပ်ပေးုံပါပဲအဲ့ဒါဆိုအဆင်ပြေပါတယ်အမမေကျဲစင်ကဖုံးမောင်ရဲ့ပါးကိုလိမ့်ဆွဲလိုက်ပါတယ်နင်တိတ်တော်တာပဲဖုံးမောင်ကမေကျဲစင်ရဲ့လက်ကလေးကိုဆွဲကင်ထားလိုက်တယ်ငါနောက်ထပ်ပြောစရာတခုလည်းရှိသေးတယ်မေကျဲစင်ဘာများလဲဖုံးမောင်အခုငါအဖေနဲ့သူ့တငယ်ချင်းစစ်မှုထမ်းအောင်တွေကပြူစောတိဆိုတဲ့အဖွဲ့မှာပါဝင်နေကြတယ်အဲ့ဒီအဖွဲ့ဟာဆန္ဒပြလူငယ်တွေစစ်တပ်ဆန့်ကျင်နေတဲ့လူတွေကိုစစ်တပ်ကဖမ်းဆီးနိုင်မှုကိုညှိနေကြတယ်နင်အခုအချိန်နင်အဖေနာအနီးကပ်ရှိနေတာကောင်းတယ်ဖုံးမောင်သူတို့စီကငါတို့ကိုအန်ရပေးမဲ့သတင်းတစ်ခုခုရရင်နင်အချိန်မီသတင်းပေးလို့ရတာပေါ့စိတ်ချပါမေကျဲစင်နင်တို့မှမဟုတ်ဘူးဒီတော်လိုင်းတွေကဘသူ့ကိုမဆိုဒုက္ခရောက်နိုင်မဲ့ကိစ္စမှန်သမျှငါနဲ့စီချက်ချင်းဖုံးဆက်ပေးမယ်မြန်မာပြည်ရဲ့ຫນွေဥရာသီဖြစ်တဲ့မက်လာဟာကုံဆုံးခဲ့ပါပြီဒီမိုကရေစီလိုလားတဲ့ပြည်သူတွေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ဂျားတွေကတိုက်ပွဲတွေဟာလည်းပိုပြီးအရှိန်မြင့်လာနေပါတယ်မြန်မာနိုင်ငံမှာထင်ရှားပြီးလူကြိုက်များတဲ့ရုပ်ရှင်သရုပ်ဆောင်တွေဒရိုက်တာတွေအဆိုတော်တွေစာရေးဆရာတွေအတော်များများဟာဆန္ဒပြပွဲတွေမှာကိုယ်တိုင်ပါဝင်နေကြတယ်လို့စစ်တပ်ကိုဆန့်ကျင်ကြဖို့လူမှုကွန်ရက်ပေါ်ကနေလည်းလှုံ့ဆော်ရေးသားလာကြပါတယ်သူတို့အများစုကိုစစ်တပ်က905ကာကြီးဆိုတဲ့ပုံမှန်ထုတ်ပြီးအရေးယူဖို့ကြေညာပါတယ်သူတို့တွေမှမဟုတ်ဘူးတာမန်ရက်ကွက်တွေကမထေမရှားတက်ကြွလှုပ်ရှားသူပြည်သူအချို့ကိုပါအရေးယူမယ်လို့ကြေညာပါတယ်ကြေညာရုံတက်မဟုတ်ပဲနေအိမ်တွေကိုအကြမ်းဖက်ဝင်ရောက်ဖမ်းဆီးတပ်ဖြတ်တာတွေပါဇက်တိုက်ကျူးလွန်လာကြပါတော့တယ်။နေ့ဘက်မှာဆန္ဒပြပွဲတွေကိုစစ်တပ်ကပြက်ခတ်တပ်ဖြတ်ပြီးဖြိုခွင်းကြသလိုညဘက်ဆိုရင်လည်းရက်ွက်တွေကတက်ကြွလှုပ်ရှားသူတွေကိုဝင်ရောက်ဖမ်းဆီးတာတွေလုပ်လာပါတယ်
အချို့ကိုဆိုနေရာမှာတင်တနက်တင်နဲ့ထုသက်ပြစ်တက်တာတွေလှုပ်လာကြပါတယ်အဆိုးဆုံးကတော့စစ်တပ်ဆန့်ကျင်တဲ့လူတွေရဲ့နေအိမ်တွေကိုလိုက်လံချိတ်ပိတ်ပစ်တာပါပဲလူငယ်အများစုဟာသူတို့ရဲ့မိဘနေအိမ်တွေကိုစစ်တပ်ကရန်လားရှာမှာဆိုတဲ့အတွက်ရောစစ်တပ်ရဲ့ဖမ်းဆီးတပ်ဖြတ်မှုကနေလွတ်မြောက်ဖို့အတွက်ပါမြို့ထဲကလူတည်နေတဲ့တိုက်ခန်းတွေမှာစုဝေးနေထိုင်ရင်စစ်တပ်ဆန့်ကျင်ရေးကိုပြုလုပ်ကြပါတယ်မြေကျဲစင်းရဲ့မိဘများဟာလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပတ်သက်တယ်ဆိုပြီးစစ်တပ်ကဖမ်းဆီးသွားခဲ့ပါပြီသူတို့ရဲ့အိမ်ကိုလည်းချိတ်ပိတ်သွားခဲ့ပါတယ်မြေကျဲစင်းရဲ့ဖခင်ဖြစ်သူဟာ1988စစ်အာဏာသိမ်းမှုမှာလည်းစစ်တပ်ကိုစန့်ကျင်တော်လှန်ခဲ့တဲ့အတွက်နှစ်ရှည်လများဖမ်းဆီးထောင်ချခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပါတယ်မြေကျဲစင်းရဲ့မိခင်ကတော့ရခိုင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မြို့နယ်အဆင့်ပါတီဝင်တယောက်ပေါ့သူတို့ဟာအဝေးပြေးရင်လိုင်းထောင်တဲ့လုပ်ငန်းကိုလုပ်ကင်ကြပြီးစီးပွားရေးလည်းပြည်လည်ကြပါတယ်2015ရွေးကောက်ပွဲအပြီးမှာတော့မြေကျဲစင်းရဲ့မိဘတွေဟာနိုင်ငံရေးနဲ့ခက်ဝေးမှနေကြပါတယ်နိုင်ငံရေးနဲ့ဝေးနေပေမဲ့သူတို့ဟာတိုင်းရင်းသားဒေသတွေကစစ်ပေးရှောင်ကလေးငယ်တွေကိုကူညီတဲ့ပရဟိတအဖွဲ့တစ်ခုထူထောင်ပြီးကူညီပေးနေကြတာပါအခုဒီချိန်စစ်အာဏာသိမ်းမှုမှာတော့သူတို့ရဲ့ပရဟိတအဖွဲ့ဟာဖမ်းဆီးခံလိုက်ရတဲ့နိုင်ငံရေးသမားမိတ်ဆွေတွေရဲ့မိသားစုဝင်တွေစီရီယန်ဝန်ထမ်းမိသားစုတွေစီငွေကြေးအကူအညီပေးခဲ့ကြပါတယ်သူတို့ရဲ့ကူညီမှုတွေဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ချိတ်ဆက်တယ်ဆိုတဲ့ဆွဆွဲချက်စစ်တပ်ကိုဆန့်ကျင်တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့အတူစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်ကံကောင်းတာကအဲ့ဒီအချိန်မှာမေဂျယ်စင်ဟာသပိတ်မှအဖွဲ့တွေရောက်နေပြီးအိမ်မှာရှိမနေတာပါပဲဖခင်နဲ့မိခင်မရှိတော့သလိုနေအိမ်လည်းမရှိတော့တဲ့မေဂျယ်စင်ဟာအပဲ့ရဲ့အကူအညီနဲ့လူငယ်တွေစုနေတဲ့တိုက်ခန်းတစ်ခုမှာတွားနေရပါတယ်ဖုံးမောင်ကတော့အပဲ့နဲ့အတူတူအဲ့ဒီတက်ကြွလှုပ်ရှားသူလူငယ်တစုကိုထောက်ပံ့မှုငွေကြေးရှာတဲ့အဖွဲ့မှာကူညီပေးနေစေပါပဲမြန်မာတွေရဲ့နှစ်စဉ်ကျင်းပမြဲဖြစ်ပြီးရာစုနှစ်နဲ့ချီတဲ့ရိုးရာပွဲတော်ဖြစ်တဲ့တကြံပွဲတော်ဟာလည်းရဟန်းနံတွေကြွေးကြော်တန်တွေနဲ့အတူ၆ကက်ကပ်ပဲပြီးသွားခဲ့ပါတယ်ဆန္ဒပြပွဲတွေအပေါ်စစ်တပ်ရဲ့ဖြိုခွင်းမှုဟာတဖြည်းဖြည်းနဲ့ပုံမရက်ဆက်ကြမ်းကြုတ်လာပါတယ်ပြည်သူလူထုကလည်းဆန္ဒပြပွဲတွေမှာရှေ့ဆုံးကနေပါဝင်နေကြတဲ့ Generation Z လို့ခေါ်တဲ့လူငယ်တွေကိုပုံမအားပေးလာပါတယ်အဲဒါကြောင့်စစ်တပ်ကရက်ွက်တွေကြေးရွာတွေကလူငယ်တွေကိုပိုးပြီးပြစ်မှတ်ထားလာကြပါတယ်မြို့ပေါ်မှာလည်းဖမ်းဆီးမှုတွေပြစ်ခတ်တပ်ဖြတ်မှုတွေကပုံမကြမ်းတမ်းလာခဲ့ပါပြီစစ်တပ်ကိုဆန့်ကျင်တဲ့အနေနဲ့ညာတိုင်းတန်မုံတိကြတဲ့ပြည်သူတွေကိုလည်းစစ်တပ်ဟာအိမ်မော်တွေအထိတနက်နဲ့ပြစ်ခတ်ဖမ်းဆီးကြပါတယ်ရန်ကုန်မြို့ရဲ့စင်ချေဘုံမြို့နယ်ဖြစ်တဲ့လှိုင်သာယာမြို့တင်မှာတင်စစ်တပ်ဟာတညာရဲနဲ့လူရချီတက်ခဲ့ပါတယ်အဲ့ဒီလိုပဲတကြံမတိုင်မီကာလမှာပဲခူးမြို့မက္ကရေလမ်းထိပ်ကတပိတ်စခန်းကိုလည်းတကောင်ရံအချိန်မှာဝင်ရောက်စီးနင်းခဲ့ပြီးလူငယ်ပေါင်း100နီးပါးကိုတပ်ဖြတ်ပြီးအလောင်းတွေကိုရက်ွက်ထဲကဇေဒီတစ်ခုပေမှာပုံထားခဲ့ပါတယ်မြန်မာပြည်အထက်ပိုင်းကလေးမြို့ကတာဟန်တပိတ်ခံတပ်ကိုလည်းစစ်တပ်ဟာလက်နက်ကြီးလက်နက်ငယ်တွေတုံးပြီးရဲဆက်ဆက်တပ်ဖြတ်ဖြိုခွင်းခဲ့ပါတယ်ဖျက်ဆီးမှုတွေတပ်ဖြတ်မှုတွေပြင်းထန်လာတာနဲ့အမျှဆန္ဒပြပွဲတွေဟာလည်းတိတိတတ်တာအင်အားနည်းလာပါတယ်အချို့လူငယ်တွေဟာလည်းစစ်တပ်ကိုလက်နက်ကင်တော်လှန်မှုအတွက်တိုင်းရင်းသားလက်နက်ကင်တွေရှိရာနေဆက်တွေစီထွက်ခွာသွားကြပါပြီဒါပေမဲ့လည်းမြို့ကြီးအချို့မှာတော့လူငယ်တွေဟာပျောက်ကြားတပိတ်ကိုပြုလုပ်နေကြဆဲပါပဲမြို့ထဲကတချို့နေရာတွေမှာလူငယ်အုပ်စုတွေဟာလှစ်ခနဲ့ပေါ်လာပြီးစစ်တပ်ကိုဆန့်ကျင်တဲ့ကြွေးကြော်တန်းတွေကြွေးကြော်ဗီနိုင်းတွေအလံတွေလွှင့်ကြပါတယ်စစ်တပ်ကရောက်လာကနီးအချိန်မှာတော့သူတို့ဟာပြည်သူလူထုကြားဝင်ရောက်ပြက်ကွယ်သွားပါတော့တယ်ဒီအဖြစ်အပျက်တွေဟာတိုင်းပြည်ကိုထိမ့်သိမ်းနိုင်ပြီလို့လူအများယူဆစေခြင်းနဲ့စစ်တပ်အတွက်တော့စူးညောင်ခလုတ်ပါပဲစစ်တပ်ဟာဒီပျောက်ကြားတပိတ်လုပ်တဲ့လူငယ်တွေကိုဒီအမျိုးမျိုးနဲ့ဖမ်းဆီးတပ်ဖြတ်ဖို့စတင်လာပါတော့တယ်ကျင်းမြင့်နိုင်မြို့နယ်ပန်းမင်ကြီးလန်းကအဖြစ်အပျက်တစ်ခုမှဆိုစစ်တပ်ဟာဆန္ဒပြလူငယ်တွေကြားထဲကိုကားတွေနဲ့ဝင်တိုက်လို့တေဆုံးသူတွေတောင်ရှိလာခဲ့ပါတယ်မေဂျယ်စင်းနဲ့ဖိုးအောင်ဟာလည်းအဲ့ဒီပျောက်ကြားတပိတ်လူငယ်အဖွဲ့နဲ့အတူတူရှိနေသေးပါအပဲဟာသူတို့တွေနေရေးစားရေးအတွက်ရန်မုံငွေဆက်လက်ရှာဖွေထောက်ပံ့ပေးနေပြီးဖိုးမောင်ကလည်းကိုကြီးပေးနေသေးပါပဲဒီလိုနဲ့မိုးရာသီကိုရောက်လာခဲ့ပါပြီမုတ်တုံရာသီရဲ့မိုးရေဆက်တွေအောက်မှာလဲလူငယ်တွေဟာစစ်အစိုးရကိုအန်တုနေသေးပါပဲအဖေကလည်းဖိုးအောင်ကိုရှာဖွေဖို့ကိုလက်လျှော့လိုက်ပါပြီဖိုးအောင်တယောက်အခြားလူငယ်တွေနဲ့အတူတောခိုသွားပြီလို့အဖေရောအမေပါယူဆလိုက်ကြပါတယ်အမေကတော့သူ့သားငယ်ကိုလွမ်းလို့အမြဲတမ်းငိုလိုက်ဘေးရင်ဆရာတွေဖုန်းကြီးတွေစီတွားပြီးရေရာခြေလိုက်လုပ်နေပါတယ်အဖေကတော့ဖိုးအောင်အကြောင်းပြောရင်အမြဲစကားလွှဲသွားရပါတယ်စစ်တပ်ဟာအောင်ပွဲရခဲ့ပြီဆိုပြီးအဖေနဲ့သူ့မိတ်ဆွေစစ်မှုရန်ဟောင်းတွေဟာဖိုးမောင်တို့ခြံဝင်းထဲမှာစားပွဲတောက်ပွဲတွေလာလာကျင်းပကြပါတယ်။ဩဂုတ်လဝါရင်ကာလဆိုတာမြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေဥပုသ်ဆောက်တည်တဲ့ကာလပါ။အဲ့ဒီနေ့မနက်မှာအဖေအမေနဲ့ဖိုးမောင်တို့ဘုန်းကြီးကျောင်းကိုသွားကြပါတယ်။အဖေရဲ့အမိန့်အရမိသားစုဝင်အားလုံးမဖြစ်မနေဥပုသ်ယူရပါမယ်တဲ့။ဖိုးမောင်ကစိတ်သိမ့်မပါပဲမဲ့လဲ
အဖေနဲ့ဆက်ဆံရေးအဆင်ပြေအောင်အလိုက်အထိုက်ပဲနေလိုက်ပါတယ်ဒီဘုန်းကြီးကျောင်းဟာစစ်တပ်အရာရှိကြီးတွေကိုးကွယ်တဲ့ကျောင်းပါကျောင်းနိုင်ဘုန်းကြီးဦးအကဟာအဲ့ဒီကျောင်းရဲ့ကျောင်းနိုင်ဆရာတော်ဖြစ်ပေမဲ့အသက်40ကျော်မှစီးပွားရေးသမားဘဝကနေရဟန်းဝက်လာသူပါဒါကြောင့်သူဟာအသက်9နှစ်အရွယ်လောက်ကလေးကရဟန်းဝက်လေးရှိတဲ့အခြားဗုဒ္ဓဘာသာဘုန်းကြီးများလိုဘာသာရေးစာပေတွေကိုလည်းပြောပလောက်အောင်တက်မြောက်ခြင်းမရှိပါဘူးဒါပေမဲ့လည်းသူဟာဒီလိုဒိတ်ဒိတ်ကျဲကျောင်းကြီးရဲ့ကျောင်းနိုင်ဆရာတော်တော့ဖြစ်လာခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူဟာစစ်တပ်နဲ့ပလဲနံမှာတင်လို့ပါပဲစစ်တပ်ရဲ့အထောက်အပံ့နဲ့သူဟာလူမှုကူညီရေးပရဟိတတွေလည်းဟန်ပြလုပ်ပြပါသေးတယ်သူဟောပြောတဲ့တရားတွေကလည်းစစ်တပ်အကြိုက်ပါပဲဗုဒ္ဓဘာသာမှာသူတစ်ပတ်အသက်သက်ချင်းဟာအပြစ်ဖြစ်တယ်ဆိုပေမဲ့စစ်တပ်အနေနဲ့လူတတ်ရင်အပြစ်မရှိပါဘူးဘာလို့လဲဆိုတော့စစ်တပ်ဟာသာသနာနဲ့တိုင်းပြည်ကိုကာကွယ်ပေးနေလို့ပဲစစ်တပ်ဟာဗုဒ္ဓဘာသာမဟုတ်သူတွေကိုပြစ်ဒဏ်ရင်အပြစ်မရဘူးသူတို့ဟာဗုဒ္ဓဘာသာမဟုတ်တဲ့အတွက်၅ပါးသီလမလုံးတော့ကြောင့်လူလို့သတ်မှတ်လို့မရလို့ပါပဲဒီမိုကရေစီဆိုတာဘာသာရေးရန်သူပဲဒီမိုကရေစီရရင်တိုင်းပြည်ရဲ့လူငယ်တွေပညာရေးတိုးတက်လာမယ်ပညာရေးတိုးတက်လာတဲ့အခါဘာသာတရားပုံမေးခွန်းထုတ်လာမယ်ဘာသာရေးမှာအားနည်းလာမယ်ဒီတော့ဘာသာတရားဆုပ်ယုပ်တာပေါ့စစ်တပ်ကတော့အမြဲတမ်းအသက်အန္တရာယ်နဲ့နှီးကပ်နေသူတွေမို့ဘာသာတရားကိုမမေ့ဘူးဘာသာတရားကိုသူတို့ကအမြဲတမ်းချီးမြှောက်တယ်ဒီလိုတရားတွေဟာဗုဒ္ဓရဲ့တရားတော်စစ်စစ်များဟုတ်မဟုတ်မသေးကြပါပဲလေအဖေတို့လိုစစ်တပ်အရာရှိဟောင်းတွေအတွက်တော့အကျွမ်းမဲ့ယုံကြည်ရပဲပေါ့ဖုံးမောင်ဟာဖုံးတော်ကြီးရဲ့တရားတွေကိုစိတ်ပြက်လာတဲ့အခါဇရက်ဘော်ကအသာဆင်းပြီးကျောင်းမေကတရက်ပင်ကြီးအောက်ကခုံထဲမှာတွားထိုင်နေပါတယ်တရက်ပင်ကြီးဘေးမှာဓမြက်စီးလဲနေတဲ့အသားဖြူဖြူမျက်မှန်တက်ထားတဲ့ရဟန်းတစ်ပါးကဖုံးမောင်ကိုပြုံးပြီးကြည့်လိုက်တယ်အဲ့ဒီဖုံးကြီးကိုဖုံးမောင်သိပါတယ်သူ့နာမည်ကဥပညာဆက်ကလို့ခေါ်တယ်မန္တလေးဘက်ကနေရန်ကုန်မှာလာနေတာသူကကျောင်းနိုင်ဘုန်းကြီးထက်ဗုဒ္ဓစာပေအရာမှာကျွမ်းကျင်နှံ့ဆက်တဲ့ဘုန်းကြီးတစ်ပါးပါငယ်စဉ်ကလေးဘဝကလေးကရဟန်းဝက်လာသူလည်းဖြစ်ပါတယ်သူကိုယ်တိုင်လည်းတခြားရဟန်းငယ်တွေကိုဗုဒ္ဓစာပေတွေပို့ချပေးနေသူပါတကားလေးဘလို့လဲတရားမနာဘူးလားတင်မနာကျင်တော့ဘူးဖေအပြင်မှာတော့ဆန္ဒပြပွဲတွေပြစ်ခတ်မှုတွေဖြစ်နေကြတယ်နော်အေးလေလူငယ်တွေပဲပစ္စုပန်မှာဉာဏ်နဲ့ဝိရိယကိုရှင်းပြီးလုပ်ယူရင်ဘာမဆိုအောင်မြင်မှာပါဥပညာစကားကိုဖုံးမောင်စိတ်ဝင်စားသွားတယ်ဥပညာဟာခုနဥအကတော့အမေတို့ပြောသလိုကံကန်းရင်အကျိုးတို့အရင်ဘဝကိစ္စတော့မပြောပါလားအရှင်ဘုရားတမျိုးပါလားတပည့်တော်အမေတွေရောဟိုဇရက်ဘော်ကဘုန်းကြီးရောပြောတာတော့ဒါတွေဟာအတိတ်ဘဝကံတွေကြောင့်ခံစားရတာအလုံးဟာဝေကြီးဆက်နေကြရတာဆိုတာအမြဲပြောနေတာဥပညာကပြောလိုက်တယ်ဗုဒ္ဓရဲ့တရားတော်တွေဟာလိုစလိုအသုံးချလိုသူတွေရဲ့လက်ထဲမှာဖြစ်ချင်တိုင်းဖြစ်နေတော့တာပါပဲကံနဲ့ပတ်သက်လို့ကတော့လူသက်သမားဟာသူ့ဆန္ဒအရာလူသက်တာဟာရှေးကံနဲ့မဆိုင်ပါဘူးသူ့ရဲ့တက်ဖြတ်ခြင်းနဲ့ဆန္ဒကြောင့်သာဖြစ်တယ်ဗုဒ္ဓအလိုအရလဲကံဟာအတိတ်ကိစ္စတသက်ပဲအလုပ်တစ်ခုလုပ်တော့မယ်ဆိုဘယ်လိုလုပ်ရင်အောင်မြင်နိုင်မလဲဆိုတဲ့ဝေဖန်ပိုင်းခြားတာကဉာဏ်ပါဉာဏ်နဲ့ဝေဖန်ပိုင်းခြားတဲ့အတိုင်းမဖြစ်အောင်လှုပ်ဆောင်တာကဝရိယဒီတော့တစ်ခုခုဖြစ်လာရင်အတိတ်ကံကိုအကြောင်းပြပြီးငြိမ့်ခံနေမဲ့အစားပြစ္ဆုတ်ပံကံဖြစ်တဲ့ဉာဏ်နဲ့ဝရိယကောင်းအောင်သာကြိုးစားအားထုတ်ကြရမယ်ကိုယ့်အပေါ်မတရားပြုကျင့်မှုတွေကိုလည်းဉာဏ်နဲ့ဝရိယအားထုတ်ပြီးဖယ်ရှားနိုင်ရမယ်ဖုံးမောင်ဟာဥပညာရဲ့ခတ်တူတူတရားကိုချက်ချင်းပဲသဘောပေါက်လိုက်တယ်အရှင်ဖေ။ဒီလောက်ဗုဒ္ဓတရားတွေကိုသိပါနားလည်ပါလျက်နဲ့ဘာကြောင့်ကြောင်းနိုင်เสียတော့မဖြစ်တာလဲဖေ။ဦးစင်းကဗုဒ္ဓရဲ့သားတော်ဖြစ်ချင်တာပါ။ဗုဒ္ဓရဲ့လမ်းစဉ်အတိုင်းရှောက်လန်းရင်တခြားသူတွေကိုလည်းလမ်းပြပေးနိုင်မဲ့သူသာဖြစ်ချင်တာပါ။ကြောင်းနိုင်ဖြစ်ဖို့မဖြစ်ဖို့အရေးမကြီးပါဘူး။ဥပညာဟာသူ့စကားဆုံးတာနဲ့အနီးကနေထွက်ခွာသွားပါတယ်။အဲ့ဒီအချိန်မှာပဲဖုံးမောင်ရဲ့အဖေဟာဇရက်ဘော်ကဆင်းလာလို့ဖုံးမောင်လည်းမတ်တက်ရက်လိုက်ပါတော့တယ်။အမေဟာဖုံးတော်ကြီးเจ้าရဲ့ဝေယဝိဆာတွေလုပ်ပေးဖို့အတွက်သူ့မိတ်ဆွေအမျိုးသမီးအချို့နဲ့အတူဖုံးကြီးเจ้าမှာနေရခဲ့ပါမယ်။အဖေနဲ့ဖုံးမောင်ကတော့မြို့ထဲကိုထွက်လာကြတယ်။ဖုံးမောင်စိတ်ထဲမှာတော့ဥပညာပြောသွားတဲ့စကားတွေကိုအထက်ထပ်ပြန်ပြီးစဉ်းစားနေမိတယ်။ဗုဒ္ဓရဲ့တရားတော်တွေဟာအသုံးချခြင်းသူတွေရဲ့လက်ထဲမှာဖြစ်ချင်တာဖြစ်နေတာဆိုတဲ့စကားကိုလည်းတဖြည်းဖြည်းနားလည်လာပါတယ်။ဖုံးမောင်မင်းဒီနေ့ဘာကိစ္စတွေရှိသေးလဲ။အဖေကမေးပါတယ်။ကျွန်တော်ကြောင်းပြန်တက်ဖို့အတွက်လှဲထဲမှာစားရက်စားရန်နေမိထူကူဖို့ရှိတယ်အဖေ။မင်းမစားရက်စားရန်နေပါရဲ့လား။ဖုံးမောင်ကသူ့ကြောဘောရီကိုပုတ်ပြလိုက်ပါတယ်။အေးဒါဆိုငါလည်းအစည်းအဝေးတစ်ခုတက်ရအောင်မယ်။မ
မင်းကိုလှဲတန်းမှာချပေးခဲ့မယ်အဖေဟာဖိုးမောင်ကိုလှဲတန်းမှာထားပေးခဲ့ပြီးကားကိုမောင်းထွက်သွားခဲ့ပါတယ်တကယ်တော့အဖေကိုဖိုးမောင်လိန်လိုက်တာပါစစ်အစိုးရလက်အောက်ကပညာရေးကိုဖိုးမောင်အယုံကြည်မရှိပါဘူးဒါကြောင့်တက္ကသိုလ်ဆက်တက်ဖို့အစီအစဉ်လည်းမရှိပါဘူးသူသွားမှာကအပဲ့စီကိုပါသူဒီဇိုင်းဆွဲထားတဲ့တော်လိုင်းရေးစလိုဂန်လိုဂိုတွေကိုတွားပို့ပေးရပါမယ်လှဲတန်းစင်တာရှိကကော်ဖီဆိုင်တစ်ခုမှာအပဲ့နဲ့တွေ့ပါတယ်ဖိုးမောင်ကဒီဇိုင်းတွေပါတဲ့ memory stick ကိုပေးလိုက်တယ်ဖိုးမောင်မနှက်ဖြန်အမကိုတစ်ခုကူညီပါလားဘာများလဲအမ44လမ်းကတိုက်ခန်းတစ်ခုမှာခလေးတွေနေနေတယ်သူတို့အတွက်အိမ်လားက6လသားကိုအမပေးမယ်ပြောထားတာအဲ့ဒါနင်သွားပေးပေးပါလားအမကခလေးစီကံသွားပြစရာရှိလို့ဘယ်ချိန်လဲအမမနက်7:00နာရီလောက်ကျွန်တော်ကအဖေနဲ့ဖုန်းကြီးကြောင့်လိုက်ပို့ပေးအောင်မယ်နေ့လယ်လောက်မှအားမယ်အမအေးလေဒါဆိုလဲမေကျဲစင်ကိုပဲတစ်ချက်သွားမေးကြည့်လိုက်ပါမယ်မေကျဲစင်ဆုံးကဖုံးမောင်မေကျဲစင်ကိုတတိယမိသွားတယ်သူတို့မတွေ့ရတာတစ်လတောင်ကြော်ခဲ့ပြီမေကျဲစင်ကလည်းမြေအောက်လှုပ်ရှားမှုတွေထဲထဲထဲဝင်ဝင်လှုပ်ရှားနေခဲ့တာမို့သူတို့ချင်းဖုံးဆက်တွေကလဲပြီးမတွေ့ပြကြပါဘူးဘာလဲမေကျဲစင်ကိုလွမ်းသွားပြီလားဖုံးမောင်ပြုံးမယ်ပြုံးပြလိုက်ပါတယ်ပြီးတဲ့ကြီးနဲ့ဝမ်းရည်ထက်လွမ်းရည်ကခတ်တယ်မဟုတ်လားမေကျဲစင်ရဲ့နောက်တစ်နေ့ဩဂုတ်လ17ရက်နေ့ရန်ကုန်ရဲ့ကောင်းကင်ဟာအုံမိုင်းညူမကြခင်ပဲမိုးကပြိုတော့မလို့ထုံးစံအတိုင်းအမေကိုဖုန်းကြီးเจ้าမှာထားခဲ့ပြီးအဖေနဲ့ဖုန်းမောင်ကကားနဲ့ပြန်ထွက်လာခဲ့ပါတယ်8မိုင်မီးပွိုင်အရောက်အဖေစီကိုဖုန်းတစ်လုံးဝင်လာတယ်အဖေကကားမောင်းနေရင်ဖုန်းကိုနားမှာကပ်ပြောလိုက်တယ်အေးဘော်ဘီပြောဟေးဟုတ်လားဟုတ်ပြီငါစစ်ဒေသကိုအခုချက်ချင်းဖုန်းဆက်လိုက်မယ်အဲ့ဒီတိုက်ခန်းကြီးကမင်းတေချာသိတယ်နော်အဖေကဖုန်းကိုချလိုက်ပါတယ်ဘော်ဘီဆိုတာကအဖေစီကိုသတင်းပေးနေတဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးတယောက်ပါသူဟာစစ်တပ်ထောက်ခံသူဖြစ်ပြီးတော့လောင်းကစားအမှုနဲ့အသက်မွေးတဲ့ဒုစရိုက်သမားတယောက်လည်းဖြစ်ပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဘော်ဘီဟာစစ်တပ်ကခန့်တဲ့အုပ်ချုပ်ရေးမှူးဖြစ်လာပြီးလူငယ်တွေကိုဖမ်းဆီးတပ်ဖြတ်ဖို့သတင်းပေးရမှာအဓိကလူဖြစ်လာပါတယ်ဘော်ဘီအကြောင်းဖုံးမောင်တွင်းနေတော့မှပဲကားကမီးပွိုင်မိသွားတယ်အဖေကချက်ချင်းပဲဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်အဖလားခင်ဗျာရက်ကွက်အုပ်ချုပ်မှုဘော်ဘီကအခုပဲဖုန်းဆက်လာပါတယ်44လမ်းကတိုက်ခန်းတစ်ခုမှာပျောက်ကြားတပိတ်လုံးမဲ့လူငယ်တစုစုဝေးနေထိုင်နေတယ်လို့သိရပါတယ်အခုချက်ချင်းဝင်ဖမ်းရင်မိနိုင်ပါတယ်တဲ့လမ်းထိပ်မှာဘော်ဘီနဲ့သူ့လူတွေအတင်းစောင့်နေပါတယ်အဖကျွန်တော်လည်းမကြခင်လိုက်သွားလိုက်ပါမယ်အဖေကကြေကြေနက်နက်ကြီးပြုံးပြီးဖုန်းချလိုက်တယ်အဖေဟာလူငယ်တစုကိုဖမ်းဖို့အတွက်စစ်ဒေသကိုသတင်းပေးလိုက်တာပါဟာသွားပြီဖုန်းမောင်ကအလံတကြားထအော်လိုက်တယ်မနေ့ကအပဲပြောတဲ့နေရာကလည်း44လမ်းပဲဖုန်းမောင်မအားလို့မေကျဲစင်ကိုပတ်စံသွားပို့ခိုင်းမယ်ဆိုတဲ့လမ်းဒါဆိုဟဲ့ကောင်ဖုန်းမောင်ဘာဖြစ်တာလဲအဖေအမေကိုဖုန်းမောင်မဖြေနိုင်တော့ပါဘူးဖုန်းကိုထုတ်ပြီးမေကျဲစင်ရဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်တယ်တစ်ဖက်ကဖုန်းမကင်ပါဘူးဟာကွာအရေးတဲ့ဒုက္ခပဲဖုန်းမောင်မင်းဘာဖြစ်နေရလဲလို့အဖေကမမထန်ထန်မေးလိုက်ပါတယ်ဖုန်းမောင်ကသူ့အဖေကိုအာယုံမဆိုင်အားဘူးနောက်တစ်ချိန်ဖုန်းပြန်ခေါ်လိုက်တယ်မေကျဲစင်ရဲ့ဖုန်းကင်ပါဖုန်းမှန်သားပြင်ကျုံးဝင်သွားမတဲ့ဖုန်းမောင်ကဖုန်းခေါ်ဆိုခလုတ်ကိုအကြိမ်ကြိမ်နှိပ်တယ်ဟဲ့ကောင်ဖုန်းမောင်ငါမေးနေရလေမင်းဘာဖြစ်နေရလဲလို့အခုကားကိုရက်လိုက်ဖေးဖုန်းမောင်ကသူ့အဖေကိုမမတင်းတင်းပဲတုံ့ပြန်လိုက်တယ်ဖုန်းမောင်ဘဝမှာတစ်သက်လုံးပြပြဝဲအောင်ကြောက်ရတဲ့အဖေကိုဒီတခါပဲလေတံမမပြောခဲ့ဘူးတာပါမင်းငါ့ကိုဘလို့လေတံနဲ့ပြောလိုက်တာလဲဟဲ့ကောင်သူ့အဖေဟာဒေါသတကြီးနဲ့ကားကိုလမ်းဘေးထိုးရက်လိုက်ပါတယ်ပြီးတော့ဖုန်းမောင်ရဲ့မျက်နှာကိုလက်သီးနဲ့ထိုးချလိုက်တယ်အဖေရဲ့ဒေါသလက်သီးဟာဖုန်းမောင်ရဲ့မျက်ခုံးစွန်းကသွေးတွေစီးကျသွားစေတယ်ဖုန်းမောင်ကသွေးတွေကိုတစ်ချက်တုပ်လိုက်တယ်ပြီးတော့ကားတကားကိုဖွင့်ပြီးလမ်းမပေါ်ကိုပြေးထွက်သွားလိုက်တယ်အဖေဟာကားထဲကဆင်းပြီးလိုက်လာပါသေးတယ်ဒါပေမဲ့လမ်းတစ်ဖက်ချမ်းကိုပြေးသွားတဲ့ဖုန်းမောင်ကိုဆက်မလိုက်တော့ပဲအော်တကြီးနဲ့ရက်ကြည့်နေပါတော့တယ်ဖုန်းမောင်ကတစီကိုတားလိုက်တယ်
ကျွန်တော်ကြောင်မြောင်းကြားခွက်တဲ့ကိုပို့ပေးပါကားသမားကဈေးပြောပေမဲ့ဖုံးမောင်နားတဲ့မကြားတော့ပါဘူးကားပေါ်တက်ထိုင်လိုက်တယ်မြန်သာမောင်းဗျာအရင်အေးကြီးလို့ကားပေါ်ရောက်ချိန်မှာမေကျယ်စင်းကဖုံးမောင်စီဖုံးပြန်ခေါ်လာတယ်ဖုံးမောင်နေဖုံးခေါ်ထားတာတွေ့တယ်ငါဒီဘက်မှာအေးကြီးတဲ့အစီအဝေးတက်နေရလို့ဖုံးကိုပြင်မထားခဲ့တာမေကျယ်စင်းနေဘာမှလဲဟဲ့ဖုံးမောင်နေယူနေလားအဲ့ဒီလိုဒီနေရာကိုဖုံးနဲ့ကမေးလို့မရဘူးလေမဟုတ်ဘူးမေကျယ်စင်းနင်း44လမ်းကိုသွားနေရဆိုမသွားနဲ့တော့ဘာလဲဖုံးမောင်နင်းငါ့ကိုဘာကြီးလားပြောနေရလဲအမနင်းကို44လမ်းအတိုက်ခန်းကိုငွေပို့ခိုင်းတာတယ်မဟုတ်လားအေးမနေ့က तू ဖုံးဆက်ပြောတယ်လေဒါမှမဟုတ်ငါလည်းဒီနေ့ကိစ္စရှိနေလို့မအားဘူးလို့ပြောလိုက်တော့သူ့ဘာသာ तू သွားလိုက်မယ်ဆိုပြီးပြောတယ်ဟာသွားပြီဟဲ့ဖုံးမောင်ဘာဖြစ်တာလဲငါ့ကိုရှင်းပြပါဦး44လမ်းအဲ့ဒီတိုက်ခန်းကိုစစ်တပ်ကမကြခင်ဝင်းဖမ်းတော့မယ်အချိန်မရဘူးဒါပဲငါအမကိုဖုံးခေါ်ရမယ်ဖုံးမောင်ကဖုံးကိုချပစ်လိုက်ပါတယ်ကားဆရာကြီးဗိုလ်တထောင်44လမ်းကိုပြောင်းမောင်ပေးပါဗျာကားဆရာကဖုံးမောင်ပုံစံကိုအလံတကြားကြည့်ရင်ခေါင်းကြီးလိုက်တယ်ကားကဥတီယာပြန်ပြောင်းလိုက်ပေမဲ့ရင်ကြောပိတ်ဆို့မှုတွေကြောင့်ခက်ဖြည်းဖြည်းပဲသွားနိုင်ပါတယ်ဖုံးမောင်ကအပဲကိုဖုံးခေါ်လိုက်တယ်ဟယ်လိုအမျိုးသားတယောက်အတန်းအမအပဲရှိလားခင်ဗျာဘသူကလဲကျွန်တော်ဖုံးမောင်ပါအမမိတ်ဆွေပါအော်ညီလေးအခုကသူ့အမျိုးသားပါအခုပဲမင်းအမကို44လမ်းပို့ပြီးပြန်လာတာသူ့ဖုန်းကကားပေါ်မှာကြမ်းခဲ့တယ်ကွဗျာအခုအမစီအခုပြန်သွားပါပြန်သွားပြီပါဘာဖြစ်လို့လဲညီလေးဘာဖြစ်လို့လဲအခုအဲ့ဒီနေရာကိုစစ်တပ်ကဝင်စီးတော့မယ်အခုဟာတစ်ဖက်ကလည်းဖုန်းကိုကမန်းကရန်ချသွားပါတယ်ဖုန်းမောင်တို့ကားကလည်းဘိုးတထောင်မြို့နယ်တွေကိုဝင်လာပါပြီတက်စီမောင်းသူကလည်းဖုန်းမောင်ပြောဆိုတဲ့တွေကိုကြားပြီးတော့ကားကိုအမြန်ဆုံးမောင်းပေးပါတယ်44လမ်းထိပ်ရောက်ပါပြီညီလေးကားကပေးမနေနဲ့တော့မြန်သာသွားခလေးတွေအဖမ်းမခံရဖို့အရေးကြီးတယ်ကားဆရာကြီးကစိုးရင်ဒီကြီးပြောလိုက်တယ်ဖုံးမောင်44လမ်းထိပ်ကိုရောက်တော့စစ်ကားတွေရပ်ထားပြီးလမ်းကိုပိတ်ထားတာတွေ့လိုက်ပါတော့တယ်လူအချို့ကလည်းအိမ်ထဲတွေဆိုင်ထဲတွေကနေတိတ်တိတ်လေးနေပြီးအချင်းတွေကိုအကဲခတ်နေလေရဲ့ဟဲ့ကောင်လေးမသွားနဲ့နင့်ကိုပါဖမ်းထားလိုက်မယ်ဟိုမှာတက်နက်တွေဖောက်ပြီးဝင်းဖမ်းနေတာအနီးအနားကအတုပ်ဆုံရောက်တဲ့အတော်ကြီးတယောက်ကဖုံးမောင်လက်ကိုလှမ်းဆွဲလိုက်ပါတယ်လာအထဲမှာလားထိုင်နေနင်တို့အရွယ်ကလေးတွေဆိုဟိုခွေးတွေကမစိမဆိုင်နဲ့ဖမ်းမှာဖုံးမောင်လည်းအတော်ကြီးထိုင်ခိုင်းတဲ့နေရာမှာထိုင်လိုက်ပါတယ်ဘာတွေဖြစ်နေရလဲအတော်ဘာဖြစ်ရမှာလဲစစ်သားတွေလေဒိုကလေးတွေနေတဲ့တိုက်ခန်းတွေကိုဝင်းဖမ်းတာတဲ့တနက်တွေလည်းဖောက်ကြတယ်ကလေးတွေကလည်းအဖမ်းမခံပဲရှစ်တက်တိုက်ခေါင်းမိုးပေါ်ကနေခုံးချသွားကြတယ်အလူကြီးကိုခုံးချသွားကြတယ်ဗျာ3ယောက်ကပွဲချင်းပြီးပဲလို့ကြားတယ်မသိမရှင်ဖြစ်နေတဲ့ကောင်မလေးတယောက်ကိုလည်းသူတို့ရိုက်နှက်ပြီးပြစ်တက်လိုက်ကြတယ်လို့ကြားတယ်ဖုံးမောင်တကိုယ်လုံးတုံကြီးလာတယ်အဲ့ဒီအချိန်မှာပဲမေဂျယ်စင်လဲလမ်းထဲဘက်လာနေတာကိုတွေ့လိုက်ရတယ်မေဂျယ်စင်ဖုံးမောင်အတန်းကအကွဲကွဲမေဂျယ်စင်ကဖုံးမောင်ရှိရာကိုရောက်လာတယ်ဖုံးမောင်အချိန်နေဘလို့လဲသူတို့အားလုံးစစ်တပ်ကဖမ်းတာမခံပဲတိုက်ပေါ်ကနေခုံးချသွားကြတယ်တဲ့ဟဲအဲ့ဒီအချိန်မှာပဲအလောင်းတယ်ဖို့လူနာတင်ကား3-4စီးဟာစစ်ကားတွေခြံရံပြီးရောက်လာကြပါတယ်စစ်တပ်ဟာရက်ကွက်ပတ်ချလေးကိုတနက်နဲ့ချိန်ပြီးဘသူမှထွက်မကြည့်ဖို့တားထားလေရဲ့အတုံးဆိုင်အနောက်ဖက်လေးကနေဖုံးမောင်နဲ့မေဂျယ်စင်ဟာအဖြစ်အပျက်တွေကိုချောင်းကြည့်နေကြပါတယ်ဟင်အဖေအဲ့ဒီအချိန်မှာပဲရဲကြီးတုတ်ပြန်တဲ့လူနာတင်ကားတစ်စီးစီကိုလမ်းလျှောက်သွားတဲ့အဖေကိုဖုံးမောင်တွေ့လိုက်ရပါတယ်ဖုံးမောင်ဒေါသတွေစူဝေးသွားတယ်အဖေကြောင့်သူ့မိတ်ဆွေမတ်အပဲနဲ့လူငယ်လေးတွေတည်ရပြီဒါကိုအဖေသိရမယ်အဖေဟာလူသက်သမားတစ်ယောက်ဖြစ်ကြောင်းသူပြောရမယ်ဖုံးမောင်အသိစိတ်လွတ်ပြီးအဖေရှိရာစီပြေးသွားလိုက်တယ်အဖေဖုံးမောင်အတန်းကြောင့်စစ်သားတွေရဲ့တနက်ပြောင်းကလှည့်လာပါတယ်အဲ့ဒါကျွန်တော်သားကြီးပါဗျာကျွန်တော်သားပါအဖေအတန်းဖုံးမောင်ကအဖေစီကိုဒေါသတကြီးနဲ့ပြေးသွားတယ်အဖေကဖုံးမောင်ကိုတစ်ချက်ကြည့်ပြီးလူနာတင်ရင်ပေါ်တင်းနေတဲ့အလောင်းတစ်လောင်းကိုသာငုံကြည့်နေတယ်အဖေကြောင့်ဖုံးမောင်စကားဆက်မပြောနိုင်တော့ပါဘူးလူနာတင်ရင်ပေါ်မှာတင်းထားပြီးခွေခောက်ကျင်းမော့နေတဲ့အလောင်းတစ်လောင်း
မျက်လုံးတွေကပွင့်လျက်ညီလေးဖိုးအောင်သူကဒီတိုက်ခန်းမှာနေရတဲ့လားဒါဆိုအပဲငွေပို့ခိုင်းတာကဖုံးမောင်တို့တငယ်ချင်းတက်တိုက်စီကိုပေါ့ဖုံးမောင်ကနောက်ထပ်ကားတစ်စီးစီအကြည့်ရောက်သွားတယ်အပဲရဲ့နုနဲ့လှပတဲ့မျက်နှာလေးဟာသွေးတွေမြေကြီးမှုန့်နေလူးလို့သူ့ရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ဟာလက်သီးတွေကိုကြစ်ကြစ်ပါအောင်ဆုပ်ထားတယ်ဖုံးမောင်ငိုးချမိတော့မယ်ဒါပေမဲ့သူမငိုရဘူးဖုံးမောင်ဟာ6ပေသားခြံစည်းရိုးလေးပေါ်ကတော့ခုံးချရမှာကြောက်ခဲ့ပေမဲ့သူ့ညီလေးဖိုးအောင်ကတော့အမှန်တရားအတွက်လွတ်လပ်ရေးအတွက်ယုံကြည်ချက်အတွက်ရှစ်ထပ်တိုက်ပေါ်ကနေရဲရဲကြီးခုံးချသွားခဲ့ပြီးတော့မတ်အပဲနဲ့နောက်ထပ်လူငယ်တွေသူတို့အားလုံးဟာစစ်တပ်ရဲ့အာရမတရားကိုနောက်ဆုံးအချိန်ထိခုခံစန့်ကျင်ပြသွားခဲ့ကြပြီသူတို့ဟာခုံးချသွားခဲ့တာမဟုတ်ဘူးပြန်တန့်သွားခဲ့တာယုံကြည်ချက်နဲ့လင်းပွင့်တတ်တဲ့ကျဲကလေးတွေရဲ့တိုင်းပြည်စီပြန်တန့်သွားခဲ့ကြတာဒါအဖေမင်းကြီးလေးဒီမှာရှိနေမှမသိလို့ကွာအဖေမသိခဲ့ဘူးကွာအဖေကဖုံးမောင်ပခုံးကိုဖတ်ပြီးငိုတန်းနဲ့ပြောတယ်ဖုံးမောင်ကသူ့ပခုံးပေါ်ကအဖေရဲ့လက်တစ်ဖက်ကိုခတ်တင်းတင်းဆုပ်ကန်လိုက်တယ်ပြီးတော့အောက်ကိုဖဲချလိုက်ပြီးအဖေရဲ့မျက်နှာကိုစူးစူးဆိုက်ဆိုက်ကြည့်လိုက်တယ်ဖုံးမောင်ရဲ့အဖေဟာအဲ့ဒီအကြည့်တွေကိုရေမဆိုင်ရဲခဲ့ဘူးအမြဲတမ်းသားသမီးတွေအပေါ်မှာသူ့လက်အောက်စစ်တီတွေလိုမာကြောခတ်ထန်နေတဲ့အဖေဟာမျက်ရည်တွေဝေတီးနေတဲ့မျက်လုံးကိုအောက်ချပြီးခေါင်းကိုငုံထားလိုက်တော့တယ်ဖုံးမောင်မျက်ရည်မကျအောင်ထိန်ခြာကနေလှည့်ထွက်လာခဲ့တယ်သူမျက်နှာမူရအရက်ကနောက်ထပ်80ရမယ်အမှန်တရားလွတ်လပ်ခြင်းနဲ့တရားမျှတတဲ့လူပေါင်းစီကိုစောင့်ကြည့်ပေးမဲ့လမ်းမှာပေါ့ပဲຫນွေဦးပန်းမွင့်တွေဟာဘာကုန်းမှမကြောက်ကြဘူးဘယ်တော့မှလည်းရက်တက်မသွားကြဘူးတပွင့်ကျွရင်နှစ်ပွင့်ထပ်ဝေးတယ်ရှုံးဖို့ဖြစ်ရမည်ကြောက်တရားနဲ့ခြုံနှောင်လို့မရခဲ့ပြီပြည်သူတွေတိုက်ပွဲတွေတင်ဖြစ်ပြီရခင်မဲ့အာဓမနဲ့လုံးရကြသည်